ပုရဏရာတိရာအဆန်းလာလို့တချို့ကလည်းထင်ကောင်းတယ်ဆန္ဒပေါ့ပုရဏရာတိရာဟာကောင်းတဲ့ဘဝမှာဆိုဘယ်သူမှမအိုချင်ဘူးလေဥပမာစီစဉ်ဥစ္စာတွေဘဝမှာပြည့်စုံတဲ့ယာထုတွေပြည့်စုံတဲ့စီစဉ်ဥစ္စာတွေပြည့်စုံတဲ့ပျော်ရွှင်တဲ့ဘဝဆိုလို့ရှိရင်ပျော်ရွှင်စရာဘဝကြီးကနေပြီးတော့ဘယ်သူမှထွက်ခွာမသွားချင်သို့တော့နေလို့ရလားဆိုနေလို့မရဒီဘဝကတော့ဆင်းရဲလိုက်တာငရဲဘဝတို့တိရစ္ဆာန်ဘဝပြိတ္တာဘဝဆင်းရဲလိုက်တာထွက်ခွာခြင်းနဲ့ဆိုတော့ထွက်ခွာလို့ရမရဆင်းရဲတဲ့ဘဝကလည်းထွက်ခွာလို့မရဘူးပျော်ရွှင်နေတဲ့ဘဝကလည်းပဲထွက်ခွာခြင်းမူအမြဲနေခြင်းပါတယ်ဆိုလည်းမရကံကြမ္မာနဲ့ဖန်တီးချက်အတိုင်းပဲဆင်းရဲတဲ့ဘဝမှာကြာခြင်းကြာနေမယ်ချမ်းသာတဲ့ဘဝကိုမြန်မြန်ထွက်ခြင်းထွက်ရလိမ့်မယ်အဲ့တော့ကျင့်납เสียကိုယ်ဆန္ဒအတိုင်းဖြစ်တယ်ဆိုတာတခုမှမရှိဘူးဘဝနဲ့ရသော်ဗျာတပည့်ဆက်ကြဟောထားတာယံပိဿန္နလဝတိတံပိဒုက္ခံဆိုတာတခြားကိုပြောတာမဟုတ်ဘူးတချို့ကယံပိဿံယံပိအိဋ္ဌံယံအိဋ္ဌံနလဝတိလိုချင်တာမရတာဒုက္ခဆိုတာကြတော့ကားဝယ်ခြင်းနဲ့မဆံမရှိဟောကားစီးကတက်သွားတယ်အဲ့ဒါလိုချင်တာမရတဲ့ဒုက္ခလို့ဒီလိုထင်ကြတိုက်တဲခြင်းနဲ့ငွေကြေးရမရှိဘူးမပြည့်စုံဟောလုပ်ငန်းတွေလုပ်တယ်မအောင်မြင်ဘူးငါအောင်မြင်ခြင်းနဲ့တတိဖြစ်ခြင်းနဲ့မဖြစ်ဘူးအဲ့ဒါကိုဒုက္ခလို့ထင်တယ်မြတ်စွာဘုရားပြောတဲ့ယံပိဿန္နလဝတိတံပိဒုက္ခံဆိုအဲ့ဒီတည်းပုံတယ်အဲ့ဒါကရနိုင်သေးတယ်ရနိုင်တယ်နော်အစဉ်ပြေလို့ရှိရင်ရတယ်တန်တိကြီးပေါက်ရင်လည်းကားဝယ်လို့ရသွားအဲ့တော့အစဉ်ပြေသေးတယ်လုံးဝလိုချင်တဲ့နဲ့မရတာဘာတော့မအိုချင်ဘူးအသက်ငယ်ငယ်ရွယ်ရွယ်လေးပဲနေချင်တယ်နုနုနယ်နယ်ပြုံမြင့်တဲ့အရွယ်မှာအင်ရှိအားရှိလှလှပပလေးနေချင်တယ်မရဘူးတဖြည်းဖြည်းအိုးလာကျမ်းမာခြင်းနဲ့မရဘူးမကျမ်းမာဖြစ်လာမသေးခြင်းမဘူးဆိုလဲသိတော့ပါအဲ့ဓာတွေကိုမရတာကိုယံပိဿန္နလဝတိတံပိဒုက္ခံလို့သူတို့ပြောတာနော်လိုချင်တာမရတာဒုက္ခလို့ဆိုတဲ့အဓိပ္ပာယ်ဟာကျန်တာတွေကရနိုင်သေးတယ်မအိုဘူးမနာဘူးမသေးဘူးဆိုတဲ့တောင်းတချက်တွေကျတော့တောင်းတတိုင်းမရနိုင်ဘူးဘယ်သူမှမရနိုင်ဘူးပဇံချမ်းသာတဲ့လူလည်းမရဘူးယာတုအာနာကြီးမားတဲ့ပုဂ္ဂိုလ်လည်းမရဘူးပဇံမရှိတဲ့လူလည်းမရဘူးယာတုနှိမ့်ကြတဲ့ပုဂ္ဂိုလ်လည်းမရဘူးဘယ်ပုဂ္ဂိုလ်မှမရနိုင်တလောကလုံးမရတဲ့အရာတစ်ခုအဲ့ဒါကိုရည်ညွှန်းပြီးယံပိဿန္နလဝတိတံပိဒုက္ခံအဲ့ဒီဒုက္ခဘဝရှိနေတဲ့မြောက်ကာလပတ်လုံးဒီဒုက္ခရင်ဆိုင်တွေ့ရမယ့်ဒုက္ခဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီဒုက္ခတွေကကြော်ဖြတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့တတိတမစင်ညာကိုမွေးမြူပြီးတော့တဏှာဥကလွတ်ရလွတ်ချောင်းဖြစ်တဲ့ exit လို့ဆိုတဲ့ထွက်ပေါက်ကိုရှာကြရမှာဖြစ်တယ်အစာဦးတစ်ခုတည်းရောက်ရင်ဘယ်ကထွက်ရမလဲဆိုတာစာဦးကြီးကြီးမားမားတွေမှာဆိုလို့ရှိရင်ဥပမာစူပါမားကတ်ကြီးတို့ပါတို့စာဦးတွေမှာဆို exit ဆိုထွက်ပေါက်ဆိုတာပြထားအဲ့ဒီထွက်ပေါက်ကထွက်ရတယ်လို့ပဲတန်လျာဟုတ်ကထွက်ပေါက်ဆိုတော့ဖះပွင့်တဲ့အခါမှာအဲ့ဒီထွက်ပေါက်ဆိုတွေ့မှာဖြစ်တယ်ဖះမပွင့်လို့ရှိရင်ထွက်ပေါက်ပဲမလဲလို့ရှာရင်နဲ့လဲသွားမှာပဲ